ကဲကွန်ပျူတာစိတ်ပိုင်းတွေအကြောင်းတူတူလေးလာကြည့်ရအောင်ဗျာရှုပ်ထွေးတဲ့ hardware စိတ်ပိုင်းတွေနီးပညာစကားလုံးတွေကြားလာရင်ခေါင်းရှုပ်သွားတာဒါတဘာဝပါပဲဒါပေမဲ့စိတ်မမှုပါနဲ့ဒီနေ့တင်ပြချက်မှာတော့ဒီစက်ပစ္စည်းတွေတကယ်တမ်းဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုနားလေရအင်ပဒန်လွယ်ကူအောင်ရှင်းရှင်းလင်းလင်းခွဲခြမ်းစိတ်ဖြာပြီးတင်ပြပေးသွားမှာပါအခုပဲဆက်လိုက်ကြအောင်ကျွန်တော်တို့ဒီနေ့တီးဆုံမဲ့စက်ကြီးရဲ့အစစ်ပိုင်းတွေကိုအပိုင်း၅ပိုင်းခွဲပြီးလေ့လာသွားပါမယ်စနစ်ရဲ့အခြေခံအုတ်မြစ်ခနဲ့စာမယ်ပြီးရင် processor တွေ memory နဲ့ထူထောင်မှုစနစ်တွေအဲ့နောက်လက်ဆက်စွမ်းရည်နဲ့အရေးပေးစနစ်တွေနောက်ဆုံးချိတ်ဆက်မှုအပိုင်းနဲ့အပြင်းပတ်အခွန်အကြောင်းတွေကိုအဆင့်လိုက်လေ့လာသွားကြပါမယ်ပထမဆုံးအပိုင်းတဲ့အနေနဲ့စနစ်တစ်ခုလုံးရဲ့အခြေခံအုတ်မြစ်အကြောင်းကိုစစ်ပြောကြတာပေါ့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကမာသာပို့လို့ကောင်းတဲ့မာသာပို့ရဲ့အခန်းကဏ္ဍပါပဲသူကဘာနဲ့တူလဲဆိုတော့အစိပ်ပိုင်းအားလုံးကိုချင်းချင်းချိဆက်ပေးထားတဲ့ဘဟုချက်ချအခြေခံပြတစ်ခုပါရက်စစ်စီချောင်းတွေသူ့စီကနေဖြတ်တန်းသွားတယ်အန်ဟိုးစရာကောင်းတာတစ်ခုကသူဟာဒီလောက်တောင်ရေးကြီးရဲ့ခန်းကဏ္ဍကနေပေါဝင်နေပေမဲ့လည်းတခြားအဲ့ဒီကစိပ်ပိုင်းတွေနဲ့ရှင်းလိုက်ရင်ဈေးကအများကြီးပိုတတ်တာနေတတ်တာပါပဲအပိုင်းနှစ်ကိုဆက်သွားရအောင်ပါ processor များတနည်းအားဖြင့်စနစ်တစ်ခုလုံးရဲ့တွေးခေါ်သူတွေနဲ့အမှုပညာရှင်တွေအကြောင်းပေါ့ဒါတွေကကွန်ပျူတာရဲ့ဦးနှောင်တွေပါပဲဒီအပိုင်းရနှစ်ခုရဲ့လုံးဝကိုမတူညီတဲ့စေးရိပ်လက္ခဏာလေးတွေကိုသတိပြုကြည့်စေချင်တယ်ပါပဲ CPU ဆိုတာကတော့တွက်ချက်မှုတွေကိုမြင်မြန်ဆန်းဆန်းနဲ့တိတိကျကျလှုပ်ဆောင်ပေးတဲ့ UTP တာတွေးခေါ်သူပါ GPU သို့မဟုတ် graphic card ကတော့မျက်စိရှေ့မှာမြင်နေရတဲ့ပုံရိပ်တွေကိုတေးတလပေါင်းဖန်တီးပေးတဲ့အမှုပညာရှင်ကြီးပေါ့ဒီနေရာမှာသတိထားရမယ့်အချက်ကအဲ့ဒီ GPU ဟာကွန်ပျူတာတစ်လုံးရဲ့အကြီးမားဆုံးနဲ့ဈေးအကြီးဆုံးအစိပ်ပိုင်းတွေကတစ်ခုဖြစ်နေတတ်တာပါပဲတကယ်လို့များတီးတန့် graphic ကကြီးတွေဝယ်ဖို့ budget မရှိဘူးဆိုရင်ရောပြဿနာမရှိပါဘူး IGP လို့ခေါ်တဲ့ CPU ထဲမှာတခါတည်းတွဲထည့်ထားတဲ့ပေါင်းဆက် graphic ကိုသုံးလို့ရပါတယ်သူကဈေးပိုတက်တာသွားတယ်ဒါပေမဲ့ CPU ရဲ့စွမ်းရည်ကိုပဲခွဲဝေသုံးဆွဲရတာထင်လို့စွမ်းဆောင်ရည်တော့နည်းနည်းလေးအားနည်းသွားတာပေါ့ဒါကြောင့် game ကြီးကြီးမားမားတွေဆော့ချင်တယ်ဆိုရင်တော့စက်ကြီးတစ်ခုလုံးနေမသွားအောင် graphic data ကို short ချပြီးသုံးပေးရလိမ့်ရှိပါတယ်အပိုင်း၃ကိုရောက်လာပါပြီဒါကတော့လူတွေအတော်လေးခေါင်းရှုပ်တတ်ကြတဲ့ memory နဲ့ထိုးလောင်မှု function ချက်တွေအကြောင်းပဲဖြစ်ပါတယ် hard drive ဆိုတာအထက်မှာလက်ပတ်နေတဲ့တန်လိုက်ပြားခွေတွေပါဝင်တဲ့စက်ပိုင်းဆိုင်ရာစိတ်ပိုင်းတစ်ခုပါသူကအချက်လက်တွေကိုအများသိသိပေးထားနိုင်တယ်ဒါပေမဲ့စက်ရန်ထီယာတစ်ခုလိုလက်ပတ်ပြီးမှ data တွေကိုလိုက်ရှာရတာဖြစ်တဲ့အတွက်ပြန်လည်ထုတ်ယူရတဲ့အခါမှာတော့အတော်လေးကိုနှေးကွေပါတယ်ဒီတော့ဒီနေရာမှာစဉ်းစားစရာအမျိုးကုန်းတစ်ခုထပ်လာပါပဲhard drive ကအချက်အလက်အားလုံးကိုတင်စီပြီးထားနိုင်တယ်ဆိုရင်ကွန်ပျူတာက RAM လို့ခေါ်တဲ့နောက်ကမညံတစ်ခုကိုဘာဖြစ်လို့လိုအပ်နေရသေးတာလဲဒီမဲခွန်းအတွက်အလွယ်ကူဆုံးတဲ့အထီးရောက်ဆုံးဥပမာတစ်ခုပေးပါစေ hard drive ကို PC မျိုးစုံပြည့်ကျက်နေတဲ့ကားကုံကြီးတစ်ခုလိုမြင်ကြည့်လိုက်ပါ PC အားလုံးလို့ရှိတယ်ဒါပေမဲ့လိုချင်တဲ့ PC ကိုရှာဖို့အချင်းတော်တော်ယူရမှာပဲ RAM ကတော့စက်ပြင်ဆယ်တယောက်လက်ကိုကိုက်ထားတဲ့ကိရိယာအိတ်လေးနဲ့တူပါတယ် PC နည်းနည်းပဲဆက်တယ်ဆိုပေမဲ့ကိုတကယ်လိုအပ်တဲ့ကိရိယာကိုကိုတောင်နဲ့အထိအဝေးချီပြန်ပြေးစရာမလိုပဲချက်ချင်းဆိုသလိုအလွယ်တကူထုတ်ယူသုံးစွဲနိုင်ပါတယ်တကယ့်ကိုကွက်တိကျတဲ့နိုင်ရှင်ချက်ပါပဲဒါကြောင့်အရေးကြီးဆုံးမှတ်သားထားရမယ့်အချက်ကတော့ RAM နဲ့ hard drive တို့ရဲ့အဓိကကွာခြားချက်ပါပဲ RAM ဟာယာယီမဲ့ညံတာဖြစ်ပါတယ်ကွန်ပျူတာကိုပါဝါပေးလိုက်တာနဲ့တပြိုင်နက်တည်းသူ့စီမရှိတဲ့ချက်လက်အားလုံးချက်ချင်းပြောက်ကွယ်သွားပါတယ်ဒီတာတွေကိုအငယ်တန်းသိမ်းဆည်းထားပေးတာလုံးဝမဟုတ်ပါဘူးတိုးလောင်မှုအပိုင်းကိုပြန်ကြည့်ရင်တော့အခုခေတ်မှာခေတ်မီတဲ့ SSD တွေကရိုးရ hard drive တွေအနီးအကိုအစားထိုးဝင်ရောက်လာပါပြီ SSD တွေမှာခုနကလိုလဲပတ်နေတဲ့အစိမ်ပိုင်းတွေလုံးဝမပါဝင်တော့ပဲ memory chip တွေကိုဒါအသုံးပြုထားပါတယ်ဒါကြောင့်ပုံမြန်နဲ့ပိုပြီးလဲခိုင်ခန့်ပါတယ်ဒါပေမဲ့ဒီလိုအဆင့်မြင့်ဆွမ်းဆောင်ရည်ရဖို့အတွက်ဇီနှုံးပိုင်းမှာတော့ပိုပြီးညှိမှားသွားတာပေါ့အဖိုင်လေးအနေနဲ့စက်ကြီးတစ်ခုလုံးအန်ဒီရဲ့ကင်းကင်းနဲ့အသက်ဆက်နိုင်ဖို့အတွက်လစ်စစ်စွမ်းအန်နဲ့အေးပေးစနစ်တွေကိုလိလာကြည့်ကြရအောင်ကွန်ပျူတာပိုင်းတွင်ဒီအလုပ်လုပ်တဲ့အခါအင်မတန်ပူလာတတ်ပါတယ်ဒါကြောင့်အရေးပေးပန်ကားတွေကအဆင့်တုံးစင်နဲ့အလုပ်လုပ်ပေးရပါတယ်ပထမအနေနဲ့အေးတဲ့လေကိုပြင်ကားနေဆွဲယူတယ်ဒုတိယအနေနဲ့ပူနေတဲ့အစိပ်ပိုင်းတွေကိုအရေးခံပေးတယ်ပြီးတာနဲ့တတိယအဆင့်အနေနဲ့ပူနေတဲ့လေတွေကိုပြင်ကိုပြန်ထုတ်ပေးပါတယ်အရန်ဆွမ်းဆောင်ရည်မြင့်တဲ့ကွန်ပျူတာတွေမှာဆိုရင်တော့ပိုပြီးအဆင့်မြင့်တဲ့အပူချိန်ထိန်းချုပ်မှုအတွက်အရေးတုံးအရေးပေးစနစ်သို့မဟုတ် liquid cooling လို့ခေါ်တဲ့စနစ်ကိုအဆင့်မြင့်တဲ့အသုံးပြုလာကြပါတယ်ရက်စစ်စွမ်းရည်ရရှိဖို့အတွက်ကတော့ power supply unit PSU ကအသက်ပါပဲသူကနိုင်ရန် platform ကလာတဲ့အိမ်သုံးလက်စစ်တအားကိုကွန်ပျူတာအတွင်းမှာအစိပ်ပိုင်းတွေအသုံးပြုနိုင်တဲ့စွမ်းရည်ပုံစံမျိုးဖြစ်အောင်ပြောင်းလဲပေးပါတယ် laptop တွေမှာဆိုရင်တော့ဒီလိုစွမ်းရည်ပေးနိုင်ဖို့တက်ဆောက်သွားလို့ရတဲ့ battery တွေကို power အရင်းမြစ်အနေနဲ့အသုံးပြုထားတာဖြစ်ပါတယ်နောက်ဆုံးအပိုင်းကချိဆက်မှုနဲ့အပြင်ဘက်အခွန်ချောင်းရောက်လာပါပြီစက်ကြီးကိုအပြင်ဘက်ကနေဖုန်းအုပ်ပြီးအင်တာနက်နဲ့ချိဆက်ကြမယ်အပိုင်းပေါ့ internet ချိတ်ဆက်ဖို့အတွက် wireless card လို့ခေါ်တဲ့အစိပ်ပိုင်းတေးသေးလေးတစ်ခုရှိပါတယ်ဒီအစိပ်ပိုင်းလေးကကျွန်တော်တို့ကို internet ရောက်တာနဲ့ကွန်ပျူတာကြားမှာ cable ကြိုးတွေတန်းလန်းနဲ့ချိတ်ဆက်နေရမယ်ဒုက္ခကနေလွတ်ကင်းသွားစေပါတယ်
Wi-Fi နဲ့တစ်ဆင့်လွယ်လွယ်ကူကူချိတ်ဆက်ပေးလိုက်တာပါပဲ အစိပ်ပိုင်းနဲ့အားလုံးကိုလုံးလုံးခြုံခြုံထည့်သွင်းပေးထားတဲ့အပြင်ဘက်အခွန်ဒါမှမဟုတ်ခေးစာယူရှင်းနေခွန်အခုတတ်မဟုတ်ပါဘူးသူကအပြင်ဘက်အန်ဒီရဲ့နဲ့ကားကွယ်ဖို့ပြီးအောင်ဒါမှကလေဗယ်လေထက်စနက်အတပါအလုံးကိုရည်ကြီးပါတယ်ထာမညုံသုံးကွန်ပျူတာတေးသေးလေးတွေနဲ့စပြီးစွမ်းဆောင်ရမြင့်ကင်းဆွတ်တဲ့ကွန်ပျူတာတွေအထိကိုလိုတဲ့အရွေးစားမျိုးကိုစိတ်ကြရွေးချင်နေပါတယ် အဆုံးသက်အနေနဲ့ဒီအချက်လေးကိုစဉ်းစားကြည့်စေချင်ပါတယ်ဘာအသက်မှမရှိတဲ့တပ်တူနဲ့ပလတ်စတစ်အပိုင်းအစားလေးတွေပေါင်းဆက်သွားတဲ့အခါကျွန်တော်တို့ရဲ့နေ့စဉ် digital ဘဝကြီးတစ်ခုလုံးကိုအသက်သွင်းမောင်းနှင်ပေးနေတဲ့အမခေါင်းဦးနောက်ချီတစ်ခုအဖြစ်ဘယ်လိုများပြောင်းလဲသွားသလဲဆိုတာပါပဲဒီနေ့ကျွန်တော်တို့တူတူလေ့လာခဲ့ရတဲ့ကွန်ပျူတာခန္ဓာဗီဒါကတကယ့်ကိုစိတ်ဝင်စားစရာကောင်းပြီးဒီပညာလောကကြောင်းဆက်လည်လာဖို့ခွန်အားတွေဖြစ်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်